ပြောဘိုးဘိုးဒါမချာတဲ့မြတ်ကိုရီးယားဖြေတာပေါ့နော်ကိုရီးယားလည်းတင်တော့အမှန်တယ်တော့အဲ့တော့ဒီမှချာကိုရီးယားရောက်မယ်မလုံးနိုင်တယ်အဲ့တော့အကြီးကျယ်ငိုထိုက်တယ်တော့အဲ့လိုဆက်တော့တော့အကုန်လုံးလည်းလုံးနိုင်ကိုရီးယားကမလုံးနိုင်ဆိုတော့အများကြီးမျောနေတာကိုရီးယားဆိုတော့အမေရောအားနာတယ်တော့မဲ့မေတို့မေကတော့ဘာဖြစ်လို့နောက်ထပ်ဖြစ်လို့ရတယ်ဘယ်လိုပြောလဲကျွန်တော်အနေနဲ့တော့အရန်ကြောက်တာဘာလို့လဲဆိုတော့အမေထူတာထူဆိုရင်သူ့လောက်ကျွေးချင်အဲ့ဘာတခုဆိုတခုအောင်မြင်နေတာပေါ့ပြီးတော့အရှိမလည်းအများကြီးလောက်တယ်ဒီမှာသူတို့ဖက်စီယာတက်တဲ့စကားရဘာမှမဖြစ်ဘူးဘောလုံးမရဘူးဘာလို့ပတ်စံအများကြီးခေါင်းတယ်အချိန်နဲ့ခေါင်းတယ်အကြမ်းမှာလည်းအဖေလေးဆုံးသွားတယ်ဖေးဆုံးတဲ့အချိန်မှာကိုဘာမှမလုပ်နိုင်ဘူးနေသေးအောင်အဲ့တော့ပြောတာမနေ့ကပြောအဲ့တော့ဒီအမေရောက်ခဲ့ကြတယ်အမေတို့တော့ဟုတ်သေးတယ်အဲ့ပါဟုတ်ပါပဲကိုရီးယားလည်းဖြစ်မြောက်ဘူးဒီအမှုညာလောက်တယ်အများကြီးလုပ်တယ်ဒါပေမဲ့ဘယ်ရမှမအောင်ခဲ့အဲ့လို origin နဲ့ပြိုင်တယ်ပြုတ်တယ်ပြီးတော့တကယ်ခွေးလာတဲ့အချိန်မှာကိုယ်ကနေမှာရှိတယ်အဲ့လိုစမပြေခဲ့ဘာလို့လဲမအောင်မြင်ဘူးအောင်မြင်ချင်တာအောင်မြင်ချင်တာအမေကြီးချင်တာထားတယ်လူတွေလည်းဆိုတော့မဆက်ရတယ်အဲ့လိုကိုယ်ကိုရချင်ဟုတ်တယ်အချိန်ကုန်ပြီးတော့ဘာမှမဖြစ်တော့မှာကြောက်ဆောင်ကိုယ်လမ်းပြလမ်းပြောဩသူလည်းလမ်းပြောင်းဟာဘလော့ဂါကြီးလေလမ်းပြောင်းလမ်းပြတာအဲ့လုံးစားရရှိတယ်အဲ့ပါသိတယ်လုံးလုံးပြရတော့ဆက်နေတော့ခိုင်းအခုသွားရင်ချင်းသွားရအောင်မအကုန်ရှိတယ်ဒီချင်းတွေတော့တော်တယ်ဒါပေမဲ့အဲ့လိုမျိုးလူချင်းကအမြင့်မှန်တယ်အမြင့်မှန်ပဲတဲ့အောက်ကအခုသားလုံနေရတယ်ထိုင်နေရတယ်မှိုင်းနေရတယ်မဟုတ်ဘူးလေလုံနေတယ်လုံနေရင်ဖြစ်မြောက်တာရှိဆိုမဖြစ်မြောက်တာလည်းရှိတယ်ဒီချက်ပြောသိတယ်လုံလို့အစင်မပြေတာကစိုးရိမ်နေတာမရှိဘူးဒီတစ်ခုအစင်မပြေရင်ဒီကိစ္စကိုပဲလုပ်ချင်နောက်တစ်နည်းနဲ့သွားမယ်ဟုတ်ပြီနော်ဒါမှမဟုတ်ခုနတရားလည်းပြောလို့နောက်ပြည်တွေတစ်ခုချိန်ဒီချက်ပြောရက်မနေဖို့ပဲရေးကြည့်မင်းရဲ့လုံပုံလုံးဒီမှန်ဖို့ပဲရေးကြည့်ရက်ပြီးမှပြီးတော့မဟုတ်တာလို့လမ်းပြောက်တယ်ဒီချက်လက်ခံတယ်အေးဟုတ်ပြီဟုတ်တယ်ဒါဆိုသူလမ်းပြောက်ဒါပေမဲ့ယူကောင်တော့အလုပ်ဖြစ်နေတာအလုပ်နေနေစားတာအဲ့တော့ don't compare never compare with other ဘယ်သူနဲ့မှမရှင်းနဲ့မင်းကမင်းပဲဒီချက်ပြောပြီးတာလူတိုင်းမှာသူ့စွမ်းအားနဲ့သူရှိအဲ့လိုဘေးကိုကြည့်တော့ကိုယ်ပိုစိတ်ကမကြအမေကိုသူကကိုမသိရတဲ့တနားတဘောကြီးမသိရမှလို့မျက်စိထဲမှာတော့ဟုတ်နေတာလေလူတိုင်းမှာပြဿနာရှိရတာလူတိုင်းမှာပြဿနာကိုယ်စီနဲ့အထုပ်တွေကုန်ထမ်းတာနော်ဟုတ်လားဒီချက်လည်းလုပ်ခဲ့တယ်90နဲ့စပြီးပြောပြီးပြီမင်းအခြေအနေကောင်းပါလေဒီချက်လည်း10သားမကောင်းနော်ဖြစ်လိုက်မယ်ဘဝမှာစူးစမ်းတယ်မအောင်မြင်စူးစမ်းတယ်မအောင်မြင်ဖြစ်တယ်ဒါစိတ်ကကြတယ်မလို့အဲ့မှာဖြစ်လဲသွားတယ်မလို့အဲ့ဒီဟာတွေကပဲအရင်ပြီးပဲအဲ့အတွေ့အကြုံကအရင်ပြီးပဲနော်စီးပွားရေးသမားတွေကြည့်ပညာရှင်တွေကြည့်အဲ့ဒါကိုကြော်ဖြတ်တယ်နော်ဒီချက်ထားပါနော်စိတ်လုံးတုံးဖြစ်ဖို့ထုပါတယ်မထားပါဘူး pressure ပေးရနော်အချက်တရာထုမှစိတ်ဖြစ်ရမယ်ဆို69ချက်နဲ့စိတ်လျှော့လိုက်တယ်စိတ်လုံးစင်ရပါတယ်ဒီချက်ပေးနေတယ်တော့ဘာစက်ကြိုးတာမင်းသားဖြစ်စင်နဲ့လုပ်တယ်လုပ်အခု blogger ရိုက်နေရိုက်နော်ဒီဆက်က truly ခုဒါတကယ်ကိုပြောလိုက်တာအဲ့ဒီကမှဒီချက်ခုခေါ်ပြီးတိုင်နေတယ်ဒီချက်ပြီးလုပ်ချင်တဲ့ကိစ္စအဲ့ဒီကမှအိမ်ရောက်တော့ဒီချက်သူ့အတွက်ဒီချက်စိတ်ကူးပါကိုတပည့်နေတယ်ကိုစာတင်ပြီးနော်အားလုံးပေါ်မှာစေနာတာနောက်တစ်ချက်ပါဆိုသူမင်းသားဖြစ်စင်အစင်မပြေခဲ့ဘူးပြောတယ်လုပ်ခဲ့အချိန်ကာလတိုးသေးတာသားတော့ကတော့6လတစ်နှစ်ကြီးအကြီးလို့ထင်တယ်အရင်ဖြစ်ချင်တယ်မင်းကရှယ်တော့ patient ပြီးခံမဘယ်အထိပြီးခံမင်းအောင်မြင်တဲ့အချိန်ပြီးခံအဲ့တော့ဘာဖြစ်လဲမအောင်မြင်ခြင်းမင်းလောက်ရမယ်လို့ဒီစံပြောချင်ဟုတ်လားအောင်မြင်တော့မှငါအောင်မြင်ပြီးလို့လောက်မှတယ်အဲ့ဒီမတော်ပဲမင်းတို့ရဲ့ဇွဲကိုရှယ်တော့အသိမှပြုလို့ပုဂ္ဂိုလ်ကလည်းအားမရှိအဲ့ဒါအားမရှိသေးဘူးခုမှစတင်ရှောင်းနှမ်းတဲ့အဆင့်လေးပဲရှိ step နော်ဒီစံတော့ဆက်လို့လည်းအောင်ရှယ်သားအောင်ပါလေအော်မင်းသားဖြစ်ခြင်းနဲ့ဒါဒီချက်နေရာနေဘယ်လို support ပေးနိုင်လဲကိုတပည့်ဒီချက်ဒီစေရနာနဲ့အခုသားကို blog ရိုက်ဖို့အကြောင်းအတွက်ကြော်ညာရိုက်ဖို့ဒီချက်စိတ်ကူးပေါ်လာနော်ပေါ်တော့သားကိုလည်းလူသိမယ်အကြောင်းပဲကြော်ညာပြီးသားပဲ
ဒီကျအခုအကောင်လုံးဒီ link တွေပါအကောင်လုံးအကြောင်းကိုဒီကျပို့လိုက်တော့တားရဲ့အချက်လိုက်ပြောပြလိုက်အဲ့ဆိုရင်ငါအကြောင်းသားတယောက်ရှိတယ်ဒီလိုရှိတယ်ဆိုတော့ပြောပြအကြောင်းကိုခွင့်ပြုရင်တော့ထူနော်ဒီကျဖြစ်နိုင်လေရှိရတယ်လောက်ကိုမင်းသားလောက်ဒီကျတစ်ဖက်ကလုံနိုင်လို့အခု blog ရိုက်နေတယ်ပတ်စံရှာရတယ်လို့လောက်မလွတ်လားဘယ်ဟာနဲ့တွေ့မှာတော့ကိုမပြောနိုင်ဒီကျပြောပြီလေဒီကျလည်းအကြောင်းတက်ခဲ့တယ်သားလို့ပဲစီးပွားရေးလုပ်တဲ့ပွဲယူလာခဲ့တယ်အခုဒီဘက် second year တွေက teaching ကိုရောက်ပြောသွားရင်ဘဝမှာကျဒါပဲထိုင်ကြမှာကျန်တာမလုပ်တော့ပြီးပြီရွေးပြီနော်အဲ့လိုတော့လူက right place ကိုရောက်သွားပြီဆိုတော့မင်းအောင်ဘယ်သူကောက်ထုတ်မရဘူးမှတ်ဒါလည်းအဲ့ဒါအချိန်တစ်ခုလို့အတွေ့အကြုံကြီးနော်အဲ့တော့ငါရင်းနှီးနေရတဲ့အချိန်လို့ပဲမှတ်တာငါဆုံးရှုံးသွားတာမဖြစ်ဘူးလို့မပြောဒါပေမဲ့ဒီချက်တစ်ခုချီကျူးတယ်အမေကိုလုံကျွေးနေတာဒါမင်းဖြစ်ဒီချက်တော့ကလည်းဒီစိတ်နဲ့လည်းလုပ်နေတာနော်ငါမိဘသူတို့ရဲ့တည်တဲ့လောက်နဲ့ကန့်ကွက်ခဲ့ပြီနဲ့အချိန်ကဒီမိဘကိုပဲပြန်ပြီးတော့ပံ့ပိုးမယ်ကျေးဇူးဆန်တယ်ထောက်ကန်တယ်အဲ့ဒီရွေးချက်နဲ့လုပ်နေဖြစ်နော်အဲ့ဒီတွေ့ကြုံဆက်ပြောတော့နောက်တည်းရလို့လားဟုတ်ကဲ့